အောက်ဖြူမှာစားဘူးသေးလဲစားခြင်းနဲ့ချင်းပြောင်းမှုလည်းမရှိဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုချက်စားကြမလဲဗျဒါကတော့ကျွန်တော်စားဆောင်နေတဲ့အချိန်မှာဘာစားရမလဲဆိုပြီးစဉ်းစားလိုက်တဲ့အချိန်ပေါ့နော်ကလေးမနေတော့ကကျွန်တော်စားဘူးသီးစားခဲ့ဘူးလေဗျအဲ့တော့ဒီစားစာဆိုရင်ကျွန်တော်တို့အနေနဲ့အစီလဲမပါဘူးကယ်လိုရီလည်းနည်းပေါ့နော်အဲ့အတွက်ကျွန်တော်ဒီစားဘူးသီးလောက်စားဖို့စဉ်းစားလိုက်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့စားဘူးတီကိုချက်သားနဲ့ပဲချက်ပါမယ်ဗျတကယ်ရိုးရအစားစားတော့သူတို့စီကနောက်သားပေါ့နော်နှစ်တောင်သားနဲ့ချက်များပါဗျဒါပေမဲ့မြန်မာပြည်ဘက်ကိုရောက်တဲ့ခါမှာအစုံမျိုးစုံတော့ချက်ကြဗျတချို့ဆိုဝက်ကလီတိုင်းနဲ့ချက်တယ်ဝက်သားရင်လည်းချက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ချက်သားနဲ့ပဲချက်ပါမယ်ဗျချက်သားကတော့ကျွန်တော်30သားလောက်ကိုသုံးပါတယ်ပေါင်ချမ်းကိုသုံးထားပါတယ်ဗျချက်သားတွေကိုကျွန်တော်ရေးစိတ်တော့စားနဲ့ဆနွင်းနေထားပါတယ်ပြောင်းမှုကတော့ကျွန်တော်ဒီမှာရှိတဲ့အဖြူပြောင်းပေါ့နော်အစီးပြောင်းကိုပဲကျွန်တော်သုံးလိုက်ပါတယ်ဗျတကယ်မှာတော့သူတို့ချင်းပြည်ကထွက်တဲ့ပြောင်းပေါ့နော်အမျိုးသားတော့ကျွန်တော်မသိဘူးသူတို့ကအဲ့ပြောင်းကိုအချောက်လှမ်းပြီးတော့ဖွတ်ထားတာပေါ့နော်အဲ့လိုမျိုးသူတို့ကပြုတ်ပြီးတော့စားကြတာဗျအတိုင်းပဲလောလောဆယ်မှာတော့ကျွန်တော်ရှိတဲ့ပြောင်းနဲ့ပဲစားလိုက်ပါတယ်အခုကတော့ကျွန်တော်ပြောင်းမှုကိုအစိမ့်တိုင်းပဲလုပ်သုံးလိုက်တာပေါ့နော်နောက်တစ်ခါကျရင်ဒီပြောင်းမှုကိုပဲကျွန်တော်တို့အချောက်လန်းပြီးတော့ဖုတ်ပြီးတော့လေးစိတ်ခွဲထောင်းထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းလောက်မယ်ထင်တယ်ဗျနောက်တစ်ခါကျရင်တော့ကျွန်တော်အဲ့လိုလေးလှုပ်စားကြည့်ပါအောင်မယ်နော်ကျွန်တော်စားဘူးသီးတွေကိုထည့်ဖို့ကြက်သွန်ပြူနဲ့ဂျင်းကိုထောင်းထားပါမယ်ဗျပထမဆုံးကျွန်တော်ကကြက်သားကိုရေးထွက်အောင်အရင်လုံးလိုက်ပါမယ်ဗျဒီချားစာမှာတော့စီကတော့လုံးဝမထည့်ဘူးနော်ချင်းကြီးကအစားအစာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒဲဦးထဲမှာပဲဒဲဦးပူရှင်နဲ့ကြက်သားတွေကအရင်ထွက်လာအောင်ကျွန်တော်တို့လုပ်မယ်ဗျကြက်သားတွေကအရင်ကထွက်လာပြီးတော့ခန်းသွားလို့ဆိုရင်တော့ကျွန်တော်ကထောင်းထားတဲ့ကြက်သွန်ပြူနဲ့ဂျင်းကိုထည့်ပါတယ်ပြီးရင်တော့ရေနဲ့ငယ်ထည့်ပြီးတော့ကျွန်တော်တအိတ်ထပ်လုံးလိုက်ပါတယ်ဗျလုံးရေခန်းလာပြီဆိုရင်တော့ကျွန်တော်လှိထားတဲ့ပြောင်းမှုတွေကိုထည့်လိုက်ပါတယ်ဒါပြီးရင်တော့ရေများနဲ့ကျွန်တော်တို့ပြုတ်ထားပါမယ်ခင်ဗျအခုရေထည့်ပြီးဆိုတော့ဒီပြောင်းမှုတွေကြက်သားရဲ့နူးဖို့အတွက်ကတော့အနည်းဆုံး45မိနစ်လောက်တော့ချက်ရပါတယ်ခင်ဗျရေထည့်ပြီးတဲထားတော့မှကျွန်တော်ကအဆက်အတွက်ပေါ့နော်သူတို့စားတယ်ငရုတ်သီးတောင်းလေးကျွန်တော်လုပ်ပါမယ်ဗျဘာကြီးထည့်လဲဆိုတော့ချင်းရဲ့ကြက်သွန်ယူရဲ့ကြက်သွန်နီရဲ့ငရုတ်သီးစိမ့်ရဲ့ကိုထည့်ပါတယ်ဒါတွေအကုန်လုံးစားလေးနဲ့ငယ်ထည့်ပြီးတော့ရောပြီးထောင်းပါမယ်ခင်ဗျဒီငရုတ်သီးတောင်းလေးကတော့ကျွန်တော်တို့ဟင်းထဲမှာထည့်စားဖို့ပေါ့နော်သူကဟင်းဆိုတာထက်ပေါ့နော်ဘယ်လိုပြောမလဲမြန်မာတွေလို့ဆိုရင်တော့မွေးငါစားတယ်အဲ့လိုပုံစံမျိုးပြနော်အဲ့လိုစားတစ်မျိုးပေါ့နော်နောက်ပြီးတော့ဟိုရင်ခက်ကပေါ့နော်ချင်းပြည်ကလမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲတယ်ဆန်စပါးလည်းမရှိတဲ့အတွက်ပေါ့နော်ဒါကသူတို့အနေနဲ့ထမင်းအစားထိုးစားသုံးတဲ့ရိုးရအစားအစာတစ်မျိုးပါဗျဘာပဲပြောစီလဲမပါဘူးကစီဓာတ်တွေပါလည်းနည်းတဲ့အတွက်ပေါ့နော်ဒါကတော့ဝိတ်ချနေတဲ့လူတွေဒိုင်းရက်လုံနေတဲ့လူတွေစားရှောင်နေတဲ့လူတွေလုံးဝစားကြည့်တဲ့အစားအစာတစ်မျိုးပါဗျအခုကတော့ချင်းရွာစားတာဖြစ်တဲ့စားဘူးသီးပုံစံလေးကိုချက်ပြဖြစ်ပါပြီဗျနောက်ထပ်ဟင်းချက်နည်းလေးတွေကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow ပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ